မိကိုဝင်ကဗဒန်လားရှိပါလား ခွန်လာ ခုနလားယောက်ျားရောပဲသွားလား ထိုင် ထိုင်ယောက်ျားဒီကိုဝင်ခုနလားဖြစ်တဲ့ခါကျတော့ထောက်ပံ့မှုမရှိဘူးလား မရှိ မရှိဘူးဖုံးရောဆက်လား ဖုံးဆက်တယ်ပတ်စံတော့မပို့ဘူးချားလာပြေခေါ်တယ်ဆိုတော့မခေါ်တယ် ဖုံးတော့ဆက်တယ်ပတ်စံလဲပို့တစ်ခါမှပုံပေးဘူး ဝေး 6လပြည့်ခေါ်တယ်မယ်ဆိုလိုက်ခုကမခေါ်တယ်ဘူးဖိုက်တော့မှဗဒန်လားရှိပါ ခွန်လာ ခုနလားရှိပါအခုကဘိုက်ကခုနလားရှိပါဆိုတော့တမီးကဘိုက်ရောအပ်ပြီလား မအားရ ဟုတ်လားအေးပေါ့နောက်သူကရောဘာပြောလဲဘိုင်းနေပတ်သက်ပြီးတော့ သူကတော့ပြောတယ်သူပြောတယ်ခလေးမွေးစိတ်တောင်းပြောတယ်ပတ်စံမရှိဘူးတော့သူမှလည်းမပေးဘူးပေါ့ပြောတယ်ခလေးမွေးပြီးတမပေးလိုက် ဟုတ်ဗျာအဲ့လိုပြောရလားတမီးကရောဒီကလေးကိုဘယ်လိုမွေးဖွားမယ်လို့ဆုံးဖြတ်ထားတာ တန်းနိုင်တာတော့မွေးဖွားမယ်သူ တဲ့နေတော့မွေးတော့မွေးမယ် မွေးမယ် ဒီပေါ့စူးစမ်းပြီးတော့ရုံးကန်ပြီးတော့ရှာတော့ရှာဝေးကြည့်ကြည့်မှာပေါ့နော်ခုဘိုက်ကခုနလားရှိတဲ့ချိန်တော်တင်မှာသူကအဲ့လိုမျိုးကြီးမွေးပြီးတော့သူများကိုပေးပြစ်လိုက်လို့ပြောတဲ့ခါကျတော့တမီးရင်ထဲမှာဘယ်လိုခံစား တမျိုးခံစားရ ဘယ်လိုလဲ ဟာငိုချင်းလို့ပါလို့ ငိုချင်တယ်လို့ပါလားအေးပေါ့တမီးတက်ငယ်သေးတာအဲ့ခါကျကိုကအစင်မပြေတဲ့ချိန်မှာလည်းအိမ်အောင်ပြုတ်လိုက်တယ်ငယ်အသက်ငယ်ငယ်လေးမှလည်းအိမ်အောင်ပြုတ်လိုက်တယ်ဟောအခုကျတော့ယောက်ျားဖြစ်သူကကိုဝင်9လလည်းရှိရောမွေးလဲမွေးပြီးမွေးရမယ်လဲဆိုရောဒါ9လလွယ်10လပါတော့နောက်3လလောက်ဆိုမွေးတော့မွေးလဲမွေးပြီးတော့သူများကိုပေးပစ်လိုက်တော့ဆိုတော့ကျတော့တိတ်စမပြေပါဘူးနော်အဲ့ခါကျတမီးကသူနဲ့လက်တွဲဖို့ရောအစီအစဉ်ဘယ်လိုရှိလဲ သူကမရှိတော့ထားခဲ့ဆိုသူလည်းမတွေ့တော့ သူလည်းမတွဲတော့တမီးကရောဘာလို့တွေလောက်တာလဲရင်းရဆို အရင်ကဆိုင်မှာလောက်တယ် ဆိုင်ဆိုတာပါဆိုင် ချက်ကင်ဆိုင်လို့အတော့ဆိုင်လို့မလောက် ချက်ကင်ဆိုင်တော့အတုပ်ဆိုင်တော့လောက်သမီးရဲ့မိဘတွေကရောဘာလောက်ကင်လောက်တာ အမွေကတော့ဒီလိုပဲကောက်လိုက်ဆိုင် ဟော ဆက်လက်လိုက်လောင် စလဲလဲလောက်အဖေကရောယောဂတယ်လို့သတင်းကြတယ်ဘာယောဂတွေဖြစ်တယ် အဖေကကြရင်ကြက်လို့ပြောွာဦးတက်အောင်လို့အဲ့လိုမျိုးယောဂလို့ဖြစ်ဘူး ပြောမှဆိုရင်ဖခင်ကိုယ်တိုင်ကလည်းယောဂတယ်မိခင်ကိုယ်တိုင်ကလည်းကြုံကြပန်းနဲ့အဲ့ခါကျတော့သမီးကိုဟိုတခြားချက်ကင်ဆိုင်တို့ပါဟိုဘယ်လိုပြောမလဲဒီအပြင်ဆိုင်လေးတွေမှာအစားတော့လှုပ်လှုပ်တယ်ယောက်ျားရသွားတဲ့ခါကျတော့အခုယောက်ျားရပါမယ်လေယောက်ျားဖြစ်သူကထိုင်းကိုတက်သွားတယ်ကိုဝင်9လရှိတဲ့ချိန်မှာသူကကလေးမွေးဖွားရင်တော့မှသူများကိုပြေးပလိုက်တော့လို့ပြောတဲ့ခါကျတော့သမီးကိုလည်းသူကဘယ်လိုပြောမလဲစောက်ခွာသွားတဲ့သဘောရှိတယ်နော်ဒီပေါ့ဘာဖြစ်သမီးကတော့ဒီကလေးကိုမွေးမှာမဟုတ်လား မွေးမယ် မွေးမယ်နော်ဘာဖြစ်ဖြစ်ပြီးတာလည်းဖြစ်ပြီးသွားပြီပေါ့ဘာပဲပြောနောက်ခါကျရင်ကိုကတော့တေချာတွေးရရမှာလေဟုတ်လားဖြစ်ပြီးတာဖြစ်သွားပြီဆိုတော့ဘာမှတတ်နိုင်ဘူးအပြစ်မရှိတဲ့ကလေးကိုတော့ကိုတို့ကလောကကြီးတွေကိုဘာပဲပြောအန်ရကင်းစွာခေါ်ထုတ်ရမှာပဲနော်ဒီပေါ့အဲ့ခါကျတော့တကယ်လို့များပေါ့နော်အခုဒီဗီဒီယိုဖိုင်လေးကိုသမီးရဲ့ယောက်ျားဟောင်းဖြစ်သူကကြည့်နေခဲ့မယ်ဆိုရင်သူ့ကိုသမီးကဘာပြောစရာစကားရှိလဲ ပြောသူတောင်းမကြလို့ဘောသူမွေးစင်ပြီးတော့အဲ့လိုမျိုးတင်တယ်ပေါ့ ဟုတ်လား အော်သူတောင်းမကြလို့ဘောသူပတ်စံမပေးလို့ပေါ့ပြောပတ်စံလည်းမပို့ဘူးပေါ့နော်မွေးဖွားမှာဟာသူတင်တယ်မပို့ဘူးပေါ့ငိုချစ်လို့သူထားခဲ့တယ်ပေါ့အဲ့ဒါ သမီးပြောချင်တာကအဲ့ပေါ့သမီးကကလေးတတ်တာဆိုတော့ပြောမတက်လို့ပြောရမယ်ဆိုရင်တကယ်တမ်းဘာမိတို့ဝင်ဖြစ်စီကမှုကိုယ့်ရဲ့မိန်းမဖြစ်သူက9လတဲ့ရောက်နေတဲ့အချိန်မှာဟိုဘာပဲပြောမွေးစိတ်နောက်ဆုံးမွေးစိတ်ဆိုမွေးစိတ်မဟုတ်သေးတော့မှစီကံသွားပြဖို့တစ်ဖိုက်သွားအပ်ဖို့အတွက်တသိန်းနဲ့သိန်းလောက်ပို့ပေးတယ်ဆိုရင်တော့မှနည်းအဆင်ပြေသေးတယ်အခုကျတော့တသိန်းနဲ့သိန်းလောက်မှပို့မပေးတဲ့အပြင်ကိုမှဟိုမွေးပြီးတော့သူများကိုပေးလိုက်လို့ဆိုပြီးတော့ဘာအထောက်ပံ့မှမလုပ်ခဲနဲ့အဲ့လိုမျိုးထားခဲ့တဲ့အတွက်သမီးကဒီကျေလုံးများဒီဗီဒီယိုဖိုင်လေးကိုသမီးရဲ့ယောက်ျားဟောင်းဖြစ်သူကကြည့်နေမယ်ဆိုရင်သမီးသူ့ကိုဘာပြောစရာစကားရှိလဲ အမျိုးစားစကားရှိလဲဆိုတော့သူကတော့ဒီကလေးမွေးပြီးတမပေးလိုက်ဆိုတော့သူအဲ့တော့ပြောတော့ဗောနော်မတမတော့မွေးမယ်ကလေးတော့မပေးချင်ဘူးကလေးကိုဘယ်ကစူးစမ်းပြလို့ကြွေးချင်တယ်ဗောသူကတော့ပေးလိုက်လို့ပြောတော့ဗောဒါပေမဲ့သူကကျတော့သူ့အများတကယ်ချစ်ခဲ့တယ်ပါဒါပေမဲ့သူကတော့အဲ့ဒီဘော9 လရမှသူကတမပေးလိုက်ဆိုတော့ရှင်ထဲမှာဝမ်းနေနေပြောငိုလဲငိုချင်တယ်
အဲ့ဒါသူ့မွေးသွားပြီးတော့ तू ကဘယ်တကယ်မချစ်တော့ဆိုတာသိတယ်အဲ့မှာ तू တီးပြီးဘယ်မှာ तू မရှိတော့ तू ပြန်လာရင်လည်းမပေါင်းတော့ထိုင်းမှာပြန်ဆင်းလာရင်လည်းမပေါင်းတော့ तू ကသွားပါပြီသူ့မရလည်းပြောလေသူ့သားလည်းမပတ်သက်ပြီးရောတဲ့ဒီကလေးကိုလည်းသူတို့လည်းမယူပေါ့နော်မွေးပြီးနေပေးရှိပေးလိုက်လို့ကျွေးနိုင်ကျွေးပေါ့ อ๋อ အမေတို့ကတော့လောက်ကျွေးနိုင်တော့ကျွေးမဲ့တမိကလေးသူ သူမိဘတွေကလည်းတမီးနဲ့သဘောမတူဘူးပေါ့ မတူ ဘာဖြစ်လို့သဘောမတူရလဲ ဟောမြန်မာလည်းဖြစ်တယ်ပြီးတော့စင်းလေးရဲတယ်ပေါ့စင်းရတော့သူ့သားနဲ့တဘောမကြဘူးသူတို့ကမတူဘူးပေါ့ อ๋อဒီပေါ်လေဘယ်တနေ့မှကြော်ဖြစ်ပြီးသွားပြီဆိုလဲနော်ကျန်တဲ့ဟာတွေတော့ပြောချင်တော့ဒီကြတဲ့ခုကတမီးကငကိုရဲ့ဆင်းရဲတယ်ဆင်းရဲကြတဲ့မှာဟိုအကူရမလို့ဆိုအိမ်အောင်ပြုလိုက်တယ်အိမ်အောင်ပြုတဲ့ယောက်ျားကလည်းဒီလိုမျိုးဟိုဘယ်လိုပြောမလဲကိုဝင်ခုနလရှိမှပဲသူကလုံးဝအထောက်ပံ့မရလို့ဆက်သွယ်ဖြတ်ပြီးတော့ပြောမှဆိုပြစ်ထုတ်လိုက်လို့ဖြစ်သွားပြီတမီးနော်အဲ့ခါကျတော့တမီးဘိုက်အပ်ဖို့ကလေးမွေးဖွားဖို့အစားသားရရဘယ်လိုပြောမလဲလိုအပ်ချက်တွေများလို့အကူကြီးတောင်းတာပေါ့နော်ဟုတ်ပြီအဲ့ခါကျတော့ဘာဖြစ်ရောအခုကသမီးဘိုက်စတင်အပ်ဖို့အတွက်နော်ဘိုက်စတင်အပ်ရမယ်ဘာဖြစ်အတိတ်ကနေပြန်စပေါ့နော်တနိုင်ဆုံးဒီကလေးကိုလည်းစူးစမ်းပြီးတော့မွေးအဲ့တော့ဦးတို့ကလည်းတနိုင်ဆုံးကူညီပေးမယ်နော်ဘလောစေကမွန်ပြည်နယ်ပေါင်မြို့နယ်နတ်မော်ကြီးရွာကဦးထွန်းတင်ရဲ့ဒူလေးကိုမျိုးအောင်ခကိုတရုတ်ဆိုတဲ့အကိုကြီးကနေပြီးတော့သမီးရဲ့မီးဖွားဖို့ဘိုက်အခုကတော့မီးဖွားလို့မရသေးပါဘူးဘိုက်အပ်ဖို့အတွက်အလူငွေ2 သိန်းတူပေးလိုက်နော်ဒါကကိုတရုတ်ခကိုမျိုးအောင်ရဲ့ဟိုပေါ့2 သိန်းအလှပေါ့နော်အဲ့ဒီကိုမျိုးအောင်ကိုကျေးဇူးတင်ဆုတောင်းငါလေးသမီးနည်းနည်းလေးဝယ်ပြလိုက်ပြီးပြောပြလိုက်ပါနော်ကျမ်းပါစေချမ်းသာပါစေလို့ဆုတောင်းပေးလိုက်ပါဟုတ်ပြီနော်ဒါသမီးလည်းစားရရအစီအစဉ်ပါလို့ဆုတောင်းပေးပါနော်